就阿罗没来了，阿罗没来了，ကျွန်တော်ဒီရွက်ဆိုပဲဖြစ်ပါတယ်ဒီနေ့ပေါ့နော်ကျွန်တော်ဒီ Vatican City ပေါ့နော်အဲ့လိုပဲပြော Vatican City ရဲ့ကျွန်တော်တို့ leader ဖြစ်တဲ့ Pope Francis ပေါ့နော် Pope ပဲပြောမှာ Pope Francis ကသူ့ရဲ့ death ကိုတီးပွားသူတည်သွားတဲ့အချိန်ပြီးတော့ဒါနောက်နေ့ပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်မနေ့ကလာမသိဘူးပေါ့နော်ဒါ Pope အသစ်ကိုကျွန်တော်ရွေးလိုက်ပါပြီဒါ Vatican City อ่ะပေါ့နော်ရွေးလိုက်ပြီပေါ့နော်ဟုတ်ပါအဲ့ကျွန်တော်9 နာရီ10 မိနစ်လာမသိပါဘူးဥမာညကိုလာမသိဘူးအဲ့လိုကျွန်တော်တိချာမသိဘူးနော် Pope Francis တိတ်သွားပြီးတော့အဲ့ Pope အသစ်ကိုရွေးလိုက်ပါပြီအဲ့တော့ပုံစံမျိုးအသစ်ကိုရွေးလိုက်ပြီပေါ့နော်အဲ့တော့အဲ့ကျွန်တော်ပြပါအသစ်ရွေးလိုက်ပါပြီ Vatican City อ่ะပေါ့နော်သူတိတ်သွားပြီးတဲ့နောက်ပိုင်းအသစ်တယောက်ထပ်ပေါ်လာပါပြီသူ့နာမည်လည်းကျွန်တော်တိချာမသိပါဘူးအဲ့တော့ပေါ့နော်။ကျွန်တော်ပြောပါ။ကျွန်တော်ဗီဒီယိုလေးကိုတိုင်း like subscribe လုပ်ပြီးတော့မေးကြပါနဲ့။ကျွန်တော်တိတ်မသိမိတာဒီအပိုင်းနည်းနည်းငလင်းနေပါလုံး။အဲ့ဒါကျွန်တော်ကြောက်လို့ကျွန်တော်နည်းနည်းအလုပ်တွေလည်းရှိပြီးနည်းနည်းဟိုဖြစ်တော့မသိမိတာပါဆိုဒီကျွန်တော်ဟို vlog လေးတစ်ခုတင်ထားတယ်အဲ့ဒါလေးလည်းကြည့်ကြပေးပါလို့ part 1 2 3ရှိပါတယ်။ဟုတ်ကဲ့ပါ။